အားလုံးပဲမင်္ဂလာညချမ်းပါလို့ပြန်လည်နှုတ်ဆက်ပါတယ်ဒီနေ့မှာပေါ့နော်အွန်လိုင်းကနေပြီးတော့စီးပွားရေးလုပ်ငန်းကိုလုပ်ချင်တဲ့သူတွေပေါ့နော်အဓိကအားဖြင့်တော့ကျမတို့ကအွန်လိုင်းကိုအဓိကထားပြီးစီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အွန်လိုင်းမှာအလုပ်လုပ်တဲ့သူတွေကိုပေါ့နော်ဒီစီးပွားရေးလုပ်ငန်းစတင်မဲ့သူတွေအတွက်ဒီကြောက်စိတ်ပေါ့နော်အဲ့ဒီကြောက်စိတ်ကဘာလဲဆိုတော့ယင်းနေ့တွေကတော့ပေါ့နော်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်မှုအတွက်ကိုယ်တိုင်နဲ့ကြောက်စိတ်ကိုကျမတို့ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတဲ့အကြောင်းရှင်းလုပ်ပေးခဲ့တယ်ဒီနေ့မှာတော့စတင်တဲ့အခါမှာကိုယ်ပေါ့နော်တခြားသူတွေကပြစ်တင်တာတွေဝေဖန်တာတွေပေါ့နော်ဒီလိုအပေါ်မှာကျမတို့ရဲ့စိတ်တွေကစိတ်ကြောက်တာပေါ့နော်အဲ့လိုမျိုးပေါ်ဒီမှာဘယ်လိုမျိုးဖြတ်သန်းရမလဲဆိုတာလေးကိုရှင်းလုပ်ပြခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျမတို့ကိုယ်တိုင်လည်းပဲဒီ digital business ကိုစလုပ်ခါစားမှာမနေ့ကပြောတဲ့ပေါ့နော်ကျမတို့စီးပွားရေးလုပ်ငန်းစတင်ဖို့အတွက်ကိုယ့်ရဲ့ကြောက်စိတ်တွေကိုဖယ်ရှားပြီးတော့ပေါ့နော်ဒါလိလာပြီးတော့မှလောက်ကင်ခဲ့ရတယ်လို့ပဲဒီစီးပွားရေးစလုပ်တဲ့အချိန်မှာလည်းဒီလိုပဲပေါ့နော်ဟာနင်းရဲ့အလုပ်ကဘယ်လိုပုံစံမျိုးလဲဘာတွေလုပ်ရတာလဲဘာမှလည်းမရသေးဘူးဒီလိုမျိုးပေါ့နော်ဝေဖန်တာတွေပြစ်တင်တာတွေကျမတို့တွေဒါကြုံတွေ့နေရတာပြတ်ပါတယ်ကြုံဘယ်သူမှဆိုကြုံရမှာပေါ့နော်ကျမတယောက်တည်းမဟုတ်ဘူးအွန်လိုင်းမှာလုပ်တဲ့သူတိုင်းကဒီကိစ္စကိုမဖြစ်မနေကြော်လွှားရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးဒီဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့တွေကကိုယုံကြည်စိတ်ပေါ့နော်ယုံကြည်မှုရှိအောင်အရင်ဆုံးတည်ဆောက်ရမယ်ပေါ့နော်အဲ့တော့ဒီအလုပ်ကိုကျမတို့တွေဒီလဲဒီစလုပ်တဲ့အခါမှာကျမလည်းရောမထီဆိုတော့ introvert တွေဖြစ်တယ်ပေါ့နော်ဒီပေါ်မှာပုံတင်မှုဒီလိုမျိုးစကားပြောဖို့ဆိုတာအရန်ကိုခက်ခဲကြတဲ့သူတွေဖြစ်တယ်ဒါပေမဲ့ကိုယ့်ရဲ့စီးပွားရေးရဲ့ခွန်လန်းတွေကိုလေ့လာပြီးတဲ့အခါမှာဒီကနေကိုယ့်ရဲ့ဘဝကိုတကယ်ပြောင်းလဲသွားနိုင်တယ်ဆိုတာသိတဲ့အခါမှာဒီပေါ်မှာ focus ထားလိုက်တယ်ပေါ့နော်အဓိကကဘာလဲဆိုတော့ focus ထားမှုပါပဲစီးပွားရေးလုပ်ငန်းတစ်ခုကိုကိုကတကယ်အာရုံစိုက်ပြီးတော့ပြင်းထန်တဲ့စိတ်သက်သာရှိမယ်ဆိုလို့ရှိရင်ကျမတို့တွေဒါဖြတ်ကျော်နိုင်တယ်ပေါ့နော်ဒါတွေကိုချားသူတွေရဲ့ပတ်ဝန်းကျင်တွေရဲ့အမြင်တွေကိုပေါ့နော်ဒါတွေကိုထည့်တွက်ဖို့ဆိုလို့ရှိရင်ကျမတို့ mindset တွေကအများကြီးပြောင်းလဲရတယ်တခါတလေကြာလို့ရှိရင်ပြောရုံနဲ့ကပြီးသွားတဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့နော်ပြောင်းလဲရမယ်ဆိုတာနဲ့ပဲကျမတို့ချက်ချင်းပြောင်းလဲသွားနိုင်တာမျိုးတော့မဟုတ်ဘူးအချိန်တစ်ခုတော့ပြီးရတယ် mindset နဲ့ပတ်သက်တဲ့ဟာကြီးကျမတို့ဆိုအများကြီးလေးလာရတယ်သိကြရတယ်ပေါ့နော်ကျမဆိုပို့ဆိုတယ်ပို့ပြီးတော့တခြားသူနဲ့နိုင်ရှင်တာပေါ့နော်ကိုအားငယ်စိတ်တိမ်ငယ်စိတ်ဒီလိုမျိုးတွေအများကြီးဖြစ်တယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ဘလို့နေတဲ့အရာတွေပြန်ပြီးတတိထားမိပြီးတော့ငါဒါတွေဘလို့နေတာပါလားဒီဟာတွေကငါ့ကိုပေါ့နော်ဒါပိတ်ဆို့နေတာပါလားဆိုတော့ဘောနော်ကိုယ်စိတ်ကိုပြန်ပြီးတော့သုံးသက်ရတယ်ပေါ့နော်အဲ့လိုမျိုးဟာနေမှာကိုယ်အားပေးတဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အားပေးနိုင်တဲ့ဆရာသမားဒီလိုမျိုးတွေကျွန်တော်တို့အများကြီးချင့်ကြရတယ်အဲ့ဒီကနေမှာကိုယ့်ရဲ့စိတ်တွေခွန်အားဖြစ်လာအောင်ပေါ့နော်ဒါတွေကိုတစ်စင်ချင်းနဲ့ပြောင်းလဲနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးကိုလည်းဒါအရင်တော့ဆိုရင်page လုပ်တယ်ပေါ့နော်ဒါပေမဲ့ friend တွေကိုကဘာလုပ်တယ်ဆိုတာကိုပေါ့နော်ပြန်မရှင်းပြတတ်တဲ့အချိန်မှာfriend တွေပေါ်မှာကျွန်တော်တို့ share လုပ်တာမျိုးတွေမရှိဘူးပေါ့နော်မလုပ်နိုင်ဘူးအဲ့လိုမျိုးတွေစိတ်တည်တာအများကြီးဖြစ်ခဲ့တယ်ပေါ့နော်ဓာတ်ပုံတင်ရင်လည်းဗာလဲသူ့လောက်ကဗာလဲဒီလိုမျိုးတွေကျွန်တော်တို့အများကြီးကြောက်ခဲ့တယ်ပေါ့နော်အဲ့ဟာတွေကိုကျွန်တော်တို့တဖြည်းဖြည်းချင်းနဲ့ကိုယ့်ရဲ့လုပ်ပေါ်မှာအာရုံကပ်ပြီးကိုယ့်ရဲ့စီးပွားရေးကိုတကယ်နားလဲအောင်လုပ်ရင်းနဲ့ကိုတိုးတက်မှုတွေကိုယ့်ရဲ့ private time လေးတွေဒီလိုမျိုးတွေရလာတဲ့အခါမှာဒါတွေကိုကြော်လွှားနိုင်တာဖြစ်တယ်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာချစ်မြတ်လူစိတ်တဲ့ကိုယ့်ရဲ့ဒီလုပ်ငန်းကနေကိုယ့်ကိုပြောင်းလဲနိုင်တယ်ဆိုတဲ့စိတ်နဲ့ဒီပုံမှာတကယ်ကိုပေါ့နော် focus ထားပြီးတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ပြောင်းလဲသွားနိုင်ပါတယ်လို့အဲ့လို mindset တွေပြောင်းလဲဖို့ဆိုလို့ရှိရင်လည်းထိုင်နေလို့တော့မရဘူးပေါ့နော်ကျမတို့ကိုယ်တိုင်လုပ်ရတယ်သင်ယူရတဲ့အရာတွေလည်းအများကြီးရှိပါတယ်အဲ့ကလည်းလုံရင်းနဲ့ဒါတိလို့တော့မဟုတ်ဘူးကျမတို့လုံရင်းနဲ့ဘယ်သူမှဆိုပြောင်းလဲသွားပြီးသင်ယူခဲ့ရတာပဲဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့လုပ်ငန်းကိုစတင်ခြင်းနဲ့ပေါ့နော်အခြားသူတွေပြစ်တင်မှာတွေကိုမချောက်ပါနဲ့ကိုယ့်ရဲ့လောက်ကတကယ်မှန်ကန်နေလားပေါ့နော်ဒီလိုမျိုးအရင်ဆုံးသုံးသပ်ရမယ်တကယ်မှန်ကန်နေကိုယ်နဲ့ကိုက်ညီတယ်ဆိုရင်တော့ချားသူရဲ့အမြင်တွေကိုမကြည့်ပဲနဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်နဲ့ဆုံးဖြတ်ချက်ချပြီးလောက်ကင်ပြီးလို့ရှိရင်လည်းဒါချက်ချင်းအောင်မြင်သွားတာလည်းဖြစ်ချင်မှဖြစ်မယ်ပေါ့နော်ကျမတို့တွေချက်ချင်း result ရတာလည်းဖြစ်ချင်မှဖြစ်မယ်မရချင်လည်းမရဘူးအဲ့ဒါအချိန်မှာဆိုလို့ရှိရင်ကျမတို့စိတ်ရှိတီးခတ်မှုတွေပေါ့နော်စဉ်ဆက်မပြတ်စတိုက်အားထုတ်မှုတွေလိုမျိုးလုပ်ရတယ်ကျမတို့ဘာသာရေးမှာလည်းဒီလိုပါပဲဒီလိုမျိုးကိုယ်လုံနေရတဲ့အရာတွေကိုပေါ့နော်အစိမ့်နဲ့ကန့်ဖြစ်အောင်နေတိုင်းလုံနေရတယ်လို့ပဲကျမတို့ရဲ့အလုပ်ဆိုတာလည်းဒါ long term ဖြစ်တယ်ပေါ့နော်ဒီစီဝါရေးက long term ဖြစ်တဲ့အတွက်ကြောင့်မလို့ design မှတ်အချိန်ပေးပြီးတော့စဉ်ဆက်မပြတ်စူးစမ်းအားထုတ်ရမယ်ဒါဆိုလို့ရှိရင်ကျမတို့လိုချင်တဲ့အရာတွေရလာမှာဖြစ်ပါရဲ့လို့ share လုပ်ပေးခြင်းနဲ့အဲ့တော့ပေါ့နော်ဒီအစမှာတော့လူတိုင်းကြောက်ရွံ့ကြတာပဲပေါ့နော်ဘယ်သူမှဆိုကြောက်ကြတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတကယ်ကိုကုညီမဲ့ပေါ့နော်ပါတနာတွေ community တွေအရင်ကောင်းတဲ့အခါမှာစီးပွားရေးရနေပြီးတော့ကိုယ့်ကိုပေါ့နော်အားပေးတယ်mindset တွေလည်းပြောင်းလဲသွားအောင်အများကြီးကုညီပံ့ပိုးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ beginner တွေအနေနဲ့တော့လူတိုင်းကြောက်ရွံ့ကြမှာဖြစ်တယ်ဒါပေမဲ့ကြိုးစားရင်နဲ့ပေါ့နော်ကိုလိုချင်တဲ့အရာတွေရလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမငယ်ပါနဲ့ကို
လုံးမဲ့လို့ပေါ့နော်ကိုနဲ့ကိုက်ညီလို့ဆုံးဖြတ်ချက်ချပြီးရင်ရှင်လူပါလှုပ်ဆောင်ပါလို့ share လုပ်ပေးကြပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်